လဲကိုင်းတော့ ဟိုကလေဘူးပိတ်သွားလို့ပုတ်ပါဘူးကစီပိတ်သွားတယ် ဟောအဲ့ဒါညကိုပိုင်းတော့ရဲ့ကိုရပြပြလားလို့ဟုတ်တာပဲကိုပိုင်းတော့ရဲ့အဲ့ဒါညဝက်ရှော့ဆရာခေါ်ပြီးပြင်လိုက်ပြီးနေရမယ်ဟာ ဟောဝိုင်းရှော့ဆရာခေါ်တာဘာမှမခဲရပါဘူးဖုန်းလေးနဲ့ခေါ်လိုက်ပြီးပါတယ်ဒါပေမဲ့ငွေကြီးလိုက်အဓိကကိုပေးကြတော့ပေးလို့ရတယ်ဟိုအဓိကကလေဟိုဒီဟိုကားတန်မိုးကြီးတယ်လေအဲ့တဲ့ပစ္စည်းတွေလဲသွားမှာဆိုအဲ့ကြောင့် အဲ့ဒါဆိုလဲဟိုကားတင်ပြီးလို့ရှိရင်လောင်းလို့ညွှဲလိုက်ပို့ပါ 3မိနစ်ပဲစဟိုညနေဆောင်းသွားလိမ့်မယ်တင်တဲ့ခေရဲ့ ဟောရပါတယ်ညနေခါပဲစောက်မယ်လေနော် ဟုတ်ခေရဲ့ဟိုကလေကိုတယောက်တည်းမဟုတ်ဘူးခါတိုင်းလည်းပါတယ် ဟာလိုက်ရမတွေ့ပါလားကိုပိုင်းတော့ရဲ့ ဟိုကလေဘာသာကြီးဘာသာကြီးပူလို့တဲ့ဟိုကအေးလိုက်ပါသွားထိုင်နေတယ်ဟိုကလေနှစ်ဖူးရောင်ကြီးနဲ့ကာကြီးရောင်ဟောင်းကြီးနဲ့ လာဝင်ကိုပိုင်းတော့ကြည့်ရလေဟာသားကိုတော်တော်ကြောက်နေရတဲ့ပုံစံနော်ဒီစမီနာကိုပြတ်တာဟုတ်ပါပြီဟိုအဲ့ဒါဆိုလဲလေလောင်းတော့ကိုယ့်အငွေတောင်းလိုက်တော့မယ်နော် စိတ်မဆိုးအောင်နော်ခေ မစိုးပါဘူးကိုပိုင်းတော့ရဲ့လောင်းတော့ခုပြပါအောင်နော် ဒါတကလားဘိုင်ဘိုင်ဖွက်ကြီးတက်လာလို့ဖွက်ပါလာလို့တော့ဆိုလူနဲ့ကနေသွားနေတာအေးစေးစေးလေးဒီဖွက်ကောင်ကြီးပါလာလို့ကပြတ်တယ်အေးဘုရားကြီးနော်ဘယ်လိုမပြီးလိုက်ဘူးဘိုးကြီးရလဲဗျာကျွန်တော်ဒေါမင်ပေါက်တာသိပ်ပြတတ်တာမို့ဒါပေမဲ့ရောက်တော့လုံနေတာပဲလေ အဲ့လိုငါတို့မိပွားရောက်ရောက်နေတာမဟုတ်ပါဘူး ဟုတ်လေဘာမှပြီးမှရှိလို့ ဒီလိုကိုမအစိမ့်လေးတွေအဝါလေးတွေကြည့်လို့ကောင်းကဲပြလာမင်းနဲ့သူတို့နဲ့ အဲ့ဒါကျွန်တော်မဟုတ်တပီးလေးတွေညီမဝမ်းခွဲတွေကျွန်တော်ညီမဝမ်းခွဲတွေ မင်းညီမဝမ်းခွဲတွေကလည်းတစ်ချိန်လုံးလမ်းပေါ်မှာကြီးပဲ သူတို့ဒီအလုပ်ပဲလုပ်စားတတ်တာလေဟုတ်တယ် ဒီပေါ်ပြီးသား ဘာခေါ်ပြရမလဲခင်ဗျာတမျိုးဗျာသူတို့လောက်ကဟုတ်ပါပါဒီလမ်းမပြတ်ဘယ်လမ်းပြတ်မှာလဲအဲ့ကြောင့်လမ်းမမာကြီးပဲသွားနေတာလို့ပြောတာ မင်းညီမဝမ်းခွဲလေးတွေ ဟုတ်တယ် မိပွားလေးလို့ ဟုတ်တယ် စိတ်လေးတွေအနီလေးတွေ ဟုတ်တယ်ကျွန်တော်ညီမတွေကျွန်တော်ညီမဝမ်းခွဲတွေနော်